မင်းသားလေးအခန်း20တဲပြင်တွေကိုဖျက်ကြောက်ဆောင်တွေကိုကြော်နင်းတော်တွေကိုကြမ်းကြမ်းအခန့်ခီးချမ်းတင်ပြီးနောက်ဆုံးတော့မင်းသားလေးဟာလူသွားလမ်းတွေပေါ်ရောက်လာတယ်။အဲ့ဒီလမ်းတွေအားလုံးကလူတွေရှိတဲ့နေရာကိုပေါက်နေတယ်။မင်္ဂလာပါဆိုပြီးမင်းသားလေးကလမ်းနှုတ်ဆက်တယ်။မင်းသားလေးကနင်းစီပန်းတွေအစုပ်လိုက်ပွင့်နေတဲ့နင်းစီခြုံရှိရောက်နေတာပေါ့။မင်္ဂလာပါဆိုပြီးနင်းစီပန်းတွေကလည်းပြန်နှုတ်ဆက်တယ်။နင်းစီပန်းတွေကသူ့ရဲ့ဂျိုးမှာကြံခဲ့တဲ့ပန်းပွင့်လေးနဲ့သူတော့မင်းသားလေးကမင်သက်မိသွားတယ်။ခမည်းတော်ကဘာတူးလဲဆိုပြီးမင်းသားလေးကဝမ်းသာအရာအတန်ကြီးနဲ့မေးတယ်။ငါတို့ကနင်းစီပန်းတွေလေလို့နင်းစီပန်းလေးတွေကပြန်ဖြေတယ်။အိုးဆိုတဲ့အာမေရိတ်တန်မင်းသားလေးစီကထွက်လာတယ်။ပြီးတော့မင်းသားလေးဟာတော်တော်လေးလဲစိတ်မကောင်းဖြစ်သွားတယ်တဲ့။သူ့ရဲ့ပန်းပွင့်လေးကသူမကဒီစကြဝဠာကြီးတစ်ခုလုံးမှာတခုတည်းရှိတဲ့ပန်းပွင့်လေးလို့ပြောပြဘူးတာကိုခုတော့ကြည့်ပါဦးပန်းချံတစ်ခုထဲမှာနင်းစီပွင့်ပေါင်း9000လောက်ကအယောင်တူတွေးတူနဲ့ဒီပန်းတွေကိုမြင်ရင်ပန်းပွင့်လေးကတော့တော်တော်ဝမ်းနေသွားမှာပဲဆိုပြီးတော့လဲမင်းသားလေးကတွေးနေမိတယ်သူမကချောင်းတွေတဟိုးဟိုဆိုးပြပြီးတက်ရှူမဝါလို့နေရခက်တဲ့အောင်ဟန်ဆောင်ပြတော့မှာပဲသူမရဲ့အဖြစ်မရှိတဲ့စကားကျွန်တော်ကိုရှက်တာနဲ့ပဲလေကျွန်တော်ကလည်းဟန်ဆောင်ပန်းဆောင်ပြီးစိုက်ပြရအောင်မယ်မဟုတ်လို့ကတော့ကျွန်တော်နာကျင်ခံစားရအောင်သူမကိုသူမဆုံးစီနေမယ်ပြီးတော့မင်းသားလေးသူ့ကိုယ်သူပြန်စဉ်းစားမိတာကငါကိုငါပန်းပွင့်လေးတစ်ပွင့်ပိုင်ဆိုင်ရတာကိုအယံကောင်းလွန်းနေလို့ထင်ခဲ့မိတာပါလားတကယ်တမ်းတော့ငါပိုင်တာကတာမန်နင်းစီပွင့်လေးတစ်ပွင့်မှမဟုတ်လားပြီးတော့ငါရဲ့ဒူးအမြင့်လောက်ပဲရှိတဲ့မီးတောင်3လုံးတခုကတော့မီးတောင်တီဖြစ်သွားတော့ပါပြီနောက်ဆုံးတော့လေငါတာမန်လူတွေတဲကတာမန်ကောင်လေးတယောက်ပဲမင်းသားလေးမှမဟုတ်တာလူတွေရင်မျက်ခင်းစိမ်းပေါ်လဲချရင်စိတ်ပန်းလူပန်းနဲ့တရှုံဆိုင်ကိုတော့တယ်